It's time you had breakfast ခမည်းမနက်စာစားဖို့အချိန်တန်ပြီ The Daily Light Channel မှာကြိုဆိုပါရစေ ဆရာတို့စကားပြောနမူနာပုံစံသူ့ရဲ့ pattern ပေါ့တနည်းအားဖြင့်ဆရာတို့ pattern လို့ခေါ်ပါတယ်အဲ့ဒီ pattern ပုံစံကိုကြည့်အောင်ပါ It's time နောက်ကဆရာတို့ sentence subject verb ပြည်စုံနဲ့စာကြောင်းလိုက်ပါမယ်စာကြောင်းမှာဆရာတို့က past tense ဖြည့်ရပါမယ် past tense အဓိပ္ပာယ်ကတော့ဒါလုပ်ဖို့အချိန်တန်ပြီဆိုတဲ့အဓိပ္ပာယ်ပါ It's time နောက်က past tense sentence လိုက်ပါမယ်အောက်ကစာကြောင်းလေးတွေနဲ့တုံးကြည့်အောင်ပါ It's time the children past tense ဆိုတော့ဆရာတို့ go ကဘာဖြစ်သွားမလဲ went w e n t went ဖြစ်သွားပါမယ် It's time the children went to bed ကလေးတွေအိယာဝင်ဖို့အချိန်တန်ပြီကလေးတွေအိယာကိုဝင်ဖို့အချိန်တန်ပြီဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုဆက်ကြည့်ပါမယ် It's time you leave for the airport L E A V E ကိုဆရာတို့ past tense ပြောလိုက်တော့ပါဖြစ်သွားမလဲ L E F T left ဖြစ်သွားပါမယ် It's time you left for the airport ခင်ဗျာလေဆိပ်ကိုသွားဖို့အချိန်တန်ပြီဟုတ်လားလေဆိပ်ကိုသွားဖို့ခင်ဗျာအချိန်တန်ပါပြီဒီလိုပြောလိုက်တာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်အောင်ပါ It's time my son went to school ကျွန်တော်သားကျောင်းသွားဖို့အချိန်တန်ပြီငါသားကျောင်းလွှတ်ဖို့အချိန်တန်ပြီပေါ့ဗမာလိုပြောရင်နော်နောက်တစ်ခုဆက်ကြည့်အောင်ပါ It's time you had H A V E က H A D had ပြောင်းသွားမယ် It's time you had breakfast ခင်ဗျာမနက်စာစားဖို့အချိန်တန်ပြီ It's time you had breakfast မနက်စာစားဖို့အချိန်တန်ပြီ It's time you took a rest T A K E ကနေ T O O K ဖြစ်သွားပါတယ် It's time you took a rest ခင်ဗျာအနားယူဖို့အချိန်တန်ပြီဒါလို့ဖို့အချိန်တန်ပြီဆိုတာကိုပြောချင်ဒီ pattern ပုံစံလေးကိုသုံးပါတယ် The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်